ARD တိုင်းကိုတိုက်ခိုက်တာကိုနိုင်ငံခေါင်းဆောင်ကကြည့်နေခဲ့ရင်တော့နာမည်တက်ပြီးတော့တက်ဆဲမှာတော့ကျွန်တော်တခါလဲပြောထားတာနာမည်တက်ပြီးတက်ဆဲမှာတော့ကျွန်တော်နာမည်နဲ့ကိုတက်ဆဲမှာ ARD တိုင်းတစ်ခုခုဖြစ်တာနဲ့နိုင်ငံကိုအုပ်ချုပ်နေတဲ့ကောင်ကိုနာမည်တက်ပြီးတော့တက်ဆဲမှာဒီလောက်ထိလုံလာပြီဟဲ့ဆိုရင်တော့ကျွန်တော်တို့လည်းတော်လှန်ရပါလိမ့်မယ်အန်းကြတော့ပဲအန်းကြပြီကျွန်တော်ပြောတယ်ဘာမှမလုပ်ပေးနိုင်အခု ARD ကြကြည့်လိုက်ခင်ဗျားတို့ကလက်နဲ့ကင်ထားတာကျုပ်တို့ကဘာလက်နဲ့မှမကင်ဘူးကျုပ်တို့ကတိုင်းပြည်ချစ်တဲ့နိုင်ငံချစ်တဲ့လူတွေဖြစ်တယ်နော်တခါလေးပြောရမယ်ခင်ဗျားတို့ကျုပ်ကိုပြင်မဖမ်းနဲ့ကျုပ်ကိုလာဖမ်းရင်ကျုပ်ကဖမ်းတဲ့ကောင်မှာစောအကုန်လုံးပြဿနာရှာမှာခင်ဗျားတို့ကနိုင်ငံခေါင်းဆောင်နိုင်ငံအကြီးအကဲဆိုရင် PDF တွေကားလမ်းပေါ်မှာဂိတ်ဖွင့်ထားတဲ့နေရာတွေကိုအဲ့ဒီ PDF တွေကိုကြောင်းအရင်ဖမ်း PDF ကိုခင်ဗျားတို့ဖမ်းနိုင်လားကျုပ်ကိုလာမဖမ်းနဲ့ဖေမယားနဲ့ARD မှာတခုခုဖြစ်ခဲ့လို့ရှိရင်ခင်ဗျားတို့နိုင်ငံခေါင်းဆောင်ကိုကျုပ်ကိုယ်တိုင်ပြောမှာနာမည်တက်ပြီးတော့ဆဲမှာရှင်းတယ်နော်ခင်ဗျားတို့ကြည့်ကြလို့တော့ခင်ဗျားတို့တိုင်းပြည်အုပ်ချုပ်မင်းတို့တာတိုင်းပြည်အတွက်ကိုကောင်းအောင်ခင်ဗျားတို့ရှောက်မလုပ်နဲ့ဒီတိုင်းပြည်ဒီနိုင်ငံဒီလူမျိုးကခင်ဗျားတို့တယောက်တည်းလုပ်လို့ရတဲ့ခွင့်ရမဟုတ်ဘူးနော်ခင်ဗျားတို့ကျုပ်ဆဲနေတာမဟုတ်ဘူးနော်ကျုပ်အမှန်တရားကိုပြောနေတာခင်ဗျားတို့တိုင်းပြည်အလုံးစုံပြတ်သုံးရေးဖြစ်အောင်လုပ်နေတာခင်ဗျားတို့ဘာကောင်းနေလဲတိုင်းပြည်မှာဘာကောင်းနေလဲခင်ဗျားတို့မေးချင်တာဟမ်ဘာလုပ်နေလဲခင်ဗျားတို့ပြောခင်ဗျားတို့ထွက်ပြောခင်ဗျားတို့နိုင်ငံကောင်းတော့မဟုတ်ဘူးလားပြောတယ်လီးပဲပြည်သူတွေအကုန်လုံးကအခုဆိုရင်ထိတ်တန့်သွားတဲ့နေတွေရတယ်ထွက်မပြောရဘူးလားဟမ်မိကိုလေးတခုတော့ထွက်မပြောရဘူးလားလို့ကျွန်တော်မေးတာဟမ်ခင်ဗျားတို့ဖားမခင်ဗျားတို့ဘောမမပါတဲ့သတင်းမီဒီယာလို့အတင်းမီဒီယာလို့ပြောတဲ့ကောင်လေးဟမ်ကျုပ်ပြောတာဗာနဲ့ညှိနေတယ်လိုမတွေတင်းလာပြီကြတော့ခင်ဗျားတို့ထွက်ပြောခင်ဗျားတို့မှာနိုင်ငံတကာနိုင်ငံလုံးလောပိုင်ဝင်ရှိတဲ့လူတွေဖြစ်နေတယ်ပြောငါတို့ဒီတိုင်းမျိုးဒီလိုကာကွယ်ပါမယ်ဒီလိုလုပ်ပါမယ်ထွက်ပြောခင်ဗျားတို့ခေါင်းဆောင်လုပ်ပြီးတော့မှတိုင်းမျိုးမှာဖျက်ဆီးနေလုံးဝမဖျက်ဆီးနဲ့ကျုပ်တို့မကြိုက်ဘူးအဲ့လိုမျိုးအဲ့လိုခေါင်းဆောင်မျိုးကျုပ်တို့အလိုမရှိဘူးကြိုက်တဲ့ချိန်သာဖမ်းလိုက်ဘယ်နေရာမှာမှားလဲလာပြောလိုက်ထွက်ပြောခင်ဗျားတို့ထွက်ပြောခင်ဗျားတို့တာဝန်ယူတာဝန်ခံမှုရှိခင်ဗျားတို့လုပ်လိုက်တဲ့နိုင်ငံရေးအခင်းချင်းကိုခင်ဗျားတို့တာဝန်ယူရမယ်နော်ယူကိုယူရမယ်စားရှိခင်ဗျားတို့သားသမီးပါစစ်မှုထမ်းတွေကိုထည့်လိုက်ကျုပ်တို့လည်းဝင်လိုက်မယ်ခင်ဗျားတို့စောက်ရေးမပါဘူးဗျာတိုင်းပြည်ကိုဒီလိုလုပ်နေတာမကြိုက်ဘူးဗျာကျွန်တော်တို့ခင်ဗျားတို့ထွန်းမြင့်နိုင်အချောင်းမပါပြောတယ်မင်းအိမ်ကြီးပါတက်ကြိတ်ပလိုက်မယ်လို့ဘာလို့ပြောတာခင်ဗျားတို့ကိုလို့စစ်ကောင်းဆောင်ပြီးစောက်ချက်မရှိတာတက်ကြိတ်ပလိုက်မယ်လို့ဘာလို့ပြောတာအခုတက်ကြိတ်ပလိုက်ပြီလေခင်ဗျားတို့စစ်ကောင်းဆောင်မဟုတ်ဘူးလားခင်ဗျားတို့ဘယ်နေရာမှာခေါင်းဆောင်လဲခင်ဗျားတို့ပလန်တွေကျုပ်တို့ပြည်သူလူထုတွေကိုချပြလာဖမ်းလိုက်လီးပဲလို့ပြောလိုက်မယ်